အဲ့လိုမျိုးဆိုစနေတနင်္ဂနွေဆိုရုံးပေးရက်ရုံးပေးရက်နဲ့ခံပြီးတော့အဓိကတော့လုပ်ပြရပါတော့။အဲဆိုဟိုဒီပြကန်းမှာကြတော့လေစနေတနင်္ဂနွေကပဲအဓိကကြတာဟုတ်။ဆိုတော့ဒါမှလည်းတခြားပေးရက်ကပေးရက်ဖြစ်တဲ့အတွက်တခြားလာကြည့်ချင်တဲ့လူတွေအကုန်လုံးပေးရက်မှာလာကြည့်လို့ရအောင်။ဟုတ်အဆင်ပြေအောင်အတွက်မှာဒီစနေတနင်္ဂနွေလေးခံပေးထားတာပါဟုတ်။ အားလုံးပဲမင်္ဂလာပါရှင်။ဟန်ဒီတို့3 season entertainment ရဲ့ update message program နဲ့ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ဟန်ဒီခုရောက်ရှိနေတာကတော့အမှတ်ကြီးစစ်ဘူမြထွန်းတာဝါမြင်းကြီးထက်ဘူမြထွန်းလန်ဘူတထောင်မြို့နယ်မှာဖွင့်လှစ်ထားတဲ့ Artistic Space Art Gallery ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်။အခုဒီ Artistic Space Art Gallery ရဲ့ founder မသိန်းနဲ့တွေ့ဆုံပြီးတော့မေးမြန်းဖြစ်ခဲ့ပါတယ်ရှင်။မမင်္ဂလာပါရှင်။ ဟုတ်ကဲ့ပါမတို့ gallery မှာလေဘယ်လိုမျိုးဝန်ဆောင်မှုလေးတွေပြည်လဲဆိုတာလေးပြပြပါအောင်နော်။မတို့ဒီမှာကျတော့ပကြီးဆရာကြီးပေါ့နော်ဒီပကြီးဆရာကြီးလာပြီးတော့ပကြီးပြကန်းလာငှားလို့ရတယ်။ပြပွဲလုပ်တာပေါ့နော်။ဘာလို့ဆိုတော့ဒီဆရာကြီးရဲ့ဆွဲထားတဲ့လက်ရာကြီးအကုန်လုံးကိုပြန်ပြီးတော့ပြသဖို့အတွက်ဆိုပြီးတော့ဆရာကြီးကတော့ပြပွဲလုပ်ဖို့အတွက်လာငှားလေးရှိရပေါ့နော်။များသောအားဖြင့်ကတော့ဘာပေါ့ package ပုံစံမျိုးလေးနဲ့မတို့ကပြန်ပြီးတော့အားတာပေါ့နော်ဆရာကြီးဟုတ်ကဲ့ဟုတ်ပြပွဲတစ်ခုလုပ်လို့ရှိရင်ပေါ့နော်ဘယ်နှစ်ရက်လောက်ကြာလဲအရင်တော့ဆိုရင်တော့မတို့ကဘယ်နှစ်ရက်ကိုဘယ်လောက်ဆိုပြီးတော့သတ်မှတ်ထားတယ်ပေါ့နော်အခုကျတော့အဲ့လိုမဟုတ်ဘဲနဲ့တစ်ခါပြပွဲတစ်ခါလုပ်လို့ရှိရင်9ရက်သတ်မှတ်ထားတယ်9ရက်ဆိုတာဘာပေါ့စနေတနင်္ဂနွေတနင်္လာအင်္ဂါပုတ်ထူ9ရက်သတ်မှတ်ထားတယ်9ရက်ကိုတစ်စီးပေါ့အဲ့တော့အဲ့မှာမှဆရာကြီးက3ရက်ပဲလုပ်ချင်တယ်ဆိုလဲပုံမှန်တော့မတို့က9ရက်စီပဲယူတာတော့အဲ့လိုမျိုးလေးယူပါတယ်ဟုတ်အဲ့လိုမျိုးဆိုစနေတနင်္ဂနွေဆိုရုံးပေးရက်ရုံးပေးရက်နဲ့ခံပြီးတော့အဓိကတော့လုပ်ပြရပါတော့။ဘာလို့ဆိုဟိုဒီပြကန်းမှာကြတော့လေစနေတနင်္ဂနွေကပဲအဓိကကြတာဟုတ်။ဆိုတော့ဒါမှလည်းတခြားပေးရက်ကပေးရက်ဖြစ်တဲ့အတွက်တခြားလာကြည့်ချင်တဲ့လူတွေအကုန်လုံးပေးရက်မှာလာကြည့်လို့ရအောင်။ဟုတ်အဆင်ပြေအောင်အတွက်မှာဒီစနေတနင်္ဂနွေလေးကိုခံပေးထားတာပါဟုတ်။မလို့ဒီပြကန်းမှာပေါ့နော်ပကြီးနဲ့ပတ်သက်တာပဲလက်ခံတာလားဒါမှမဟုတ်တခြား handmade တွေလို့တခြားအမှုပညာတွေရောလက်ခံတယ်ဟုတ်လက်ခံတယ်ညီမလေးအမားတို့ဒီမှာကြတော့အဓိကကတော့ဟိုပါပေါ့နော်အမှုပညာနဲ့ဆက်ဆက်နေတဲ့အလုပ်တွေဆိုလို့ရှိရင်မတို့မှာဓာတ်ပုံပါမယ်နောက်ပြီးတော့အဲ့လိုဟိုတခြားပုံမှာ handmade တွေလည်းပါတယ်အမတို့ဒီတကြံပြီးတော့က24 25 26ဆိုရင်ပွဲ3ရက်လောက်သွားတာကြတော့အမတို့ eco print နဲ့ပတ်သက်တာeco print နဲ့ပတ်သက်တာဆိုတော့ဒါလည်းဒါပကြီးတစ်မျိုးပဲလေအပိစာပေါ်မှာဒီပြန်ပြီးတော့ဟိုအရွက်တွေကိုအစ်စ်တွေကိုပြန်ကတ်တယ်ဆိုတာလေဒါပကြီးလိုမျိုးပဲပေါ့နော်ပကြီးနဲ့ဆက်ဆက်မှုရှိရပေါ့အဲ့လိုအမှုပညာနဲ့ဆက်အဲ့ဒါလည်းအမတို့ဒီမှာတပွဲလောက်သွားသေးတယ်ဟုတ်အဲ့ဒါဟိုအမှုပညာနဲ့ပတ်သက်တဲ့လမ်းကြောင်းပေါ့အကုန်လုံးဆက်နွယ်နေရတယ်ဆိုရင်မတို့ဒီပြကန်းကနေပြီးတော့လက်ခံပြီးတော့ဆောင်ရွက်ပေးပါတယ်လို့ဟုတ်သင်ပေးပြီးဖြေချပေးတယ်မမလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ညီမလေးတို့ဒီမှာလာပြီးတော့အချိန်ပေးပြီးလာရောက်ပြီးတော့မေးမြန်းပြီးလေးစီစဉ်မီဒီယာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဂျင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်တခြားတော့အမှုပညာလက်ရာတွေကိုပြသလို့တဲ့ဆရာတွေပဲဖြစ်ဖြစ်ပေါ့နော် Artistic Space Art Gallery ကိုလာရောက်ကြဖို့အတွက်ဟန်ပြထပ်မံပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်နော်